အဲ3ယောက်ကိုကျွန်တော်တို့မာပီသားသူတို့6ယောက်ကရိုက်လိုက်တာပေါ့နော်အဲသူတို့အပြင်းနဲ့တန်ရသွားတယ်ပေါ့နော်ที่นี่ประเทศไทยเว้ยเฮ้ยที่นี่ประเทศไทยเอาปองเอาเสียงเลยเว้ยထိုင်းလူမျိုးဆိုင်ကတွားရိုက်ဖျဲလိုက်တယ်ပေါ့နော်ရိုက်ဖျဲချင်အပြန်ဟန်အဲ့လိုမျိုးမှာရှုပ်ဖြစ်ကုန်ကြတာပေါ့နော်ဖြစ်တဲ့ online မှာပြန်နှံ့သွားပြီးတော့အဲ့လိုမျိုးတော်တော်များများကဒီမြန်မာဆိုပြီးတော့ဆဲနေကြတယ် Transeli New Channel မှာကြိုဆိုပါရရှင်လက်တလောနာမည်ကြီးနေတဲ့ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်ကဲကျွန်တော်ပေါ့နော်အခုပြောချင်တာပေါ့နော်ကျွန်တော်တို့ဒီမှာမနေ့ကတော့ဒီထိုင်းမှာဖြစ်တဲ့သတင်းပေါ့နော်ထိုင်း3ယောက်ကိုကျွန်တော်တို့မာပီသားသူတို့6ယောက်ကရိုက်လိုက်တာပေါ့နော်အဲသူတို့အပြင်းနဲ့တန်ရသွားတယ်ပေါ့နော်အဲ့ဒီဟာကအခုကျွန်တော်တို့ထိုင်းသတင်းတွေမှာလည်းတက်တယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Facebook ကကျွန်တော်တို့ social media တခုလုံးပြန့်နှံ့နေတာပေါ့နော်ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအခုဘသူမှန်တယ်ဘသူမှားတယ်ဆိုတော့ဘသူကျွန်တော်တို့ကအခုလက်ရှိကျွန်တော်တို့ထိုင်းနိုင်ငံမှာနေနေတာဖြစ်တယ်ဘယ်လိုပဲဖြစ်ကျွန်တော်တို့ရဲ့ဒီအလောက်ကိုင်းတွေပါတယ်အောင်ထိုင်းမှာလုံနေတာပေါ့နော်ကျွန်တော်တို့ကပွင့်လင်းပြောမှထိုင်းနိုင်ငံကဒါအခုလက်ရှိကျွန်တော်တို့ရဲ့ဒုတိယမိခင်ပဲကျွန်တော်တို့ရဲ့မိခင်နိုင်ငံဖြစ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်တို့အစင်မပြေလို့ကျွန်တော်တို့ဒီမှာထိုင်းနိုင်ငံကိုကျွန်တော်တို့လာပြီးတော့ကျွန်တော်တို့လောက်တဲ့ကိုင်းနဲ့စားတော့တယ်နော်ဒါ तू ကကျွန်တော်တို့ရဲ့ဒုတိယမိခင်ပဲ तू ကကျေးဇူးရှင်ပဲအဲ့ဒါကျေးဇူးရှင်ကိုကျေးဇူးလို့မရအောင်နောက်ပြီးတော့ तू ကျွန်တော်ထိုင်းလူမျိုးတွေကသူတို့လူမျိုးသူတို့အရန်ချစ်ကြတယ်အဲ့လိုမျိုးပေါ့နော်အခုလူတယောက်ရဲ့ဖင်ရမှုကြောင့်ပေါ့နော်ဖင်ရလို့မရဘူးငါတို့ကလူမိုက်လို့ဘာလို့လာပြီးတော့သူများနိုင်ငံမှာလို့မရဘူးကိုအိမ်မှာကိုချက်ဖားဆိုရင်သူများနေရာမှာရောက်လို့ရှိအောင်ချက်မလို့ပဲနေရမယ်တော့မဟုတ်ဘူးဆိုလို့ရှိရင်ငါခုံးမတစ်ကောင်ကြောင့်တလေလုံးပုတ်မယ်ခုံးမတစ်ကောင်ကြောင့်တလေလုံးပုတ်အောင်မယ်ခုံးမတစ်ကောင်ကြောင့်တလေလုံးပုတ်တဲ့ခါကျလို့ရှိရင်ဘယ်သူဒုက္ခရောက်မလဲကိုတွေပဲဒုက္ခရောက်မယ်တော့ပေါ့လားထိုင်းနိုင်ငံမှာအခုလာနေတဲ့မြန်မာလူဦးရေရတန်းနဲ့ချီပြီးတော့ရှိတယ်လောက်အများကြီးเนาะကိုတယောက်ကြောင့်နဲ့เนาะကိုရဲ့ဖင်ရမှုတစ်ခုကြောင့်နဲ့ကိုအားလုံးခုံးမတခါဆိုတော့တလီလေးပို့တဲ့ပုံစံမျိုးနဲ့မလုပ်ကြပါနဲ့ဗျာเนาะကျွန်တော်တို့ဒီကနေပြီးတော့ပြောချင်မှာဒါကတော့เนาะဒါပို့နေပြောရင်မဖြစ်သင့်ဘူးလို့တက်ပြောတာဒါလိုင်းမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီလူသူ့နိုင်ငံသားကိုတွားပြီးတော့ရိုက်လာစီးတော့အဲ့လိုမျိုးလုပ်တယ်ဆိုတော့အပြင်းနဲ့တိုင်ရရဆိုတော့သူတို့ဘက်ကလည်းငြိမ်နေမှာမဟုတ်ဘူးသူတယောက်ကြောင့်နဲ့ကြံတဲ့ကျွန်တော်ညီမပြည်သားတွေအားလုံးဒုက္ခရောက်မယ်အားလုံးတိုင်ပတ်ကုန်မယ်တော့ပေါ့လားအကုန်လုံးဒုက္ခရောက်ကုန်မယ်တော့ပေါ့ကျွန်တော်တို့ပြန်ပြန်နေရမရှိဘူးเนาะတော့ပေါ့လားအေးအဲ့ဒါပြောပြတဲ့တရားမရှိဘူးတွားတဲ့နေရာမရှိဘူးတော့ပေါ့လားခဏတော့ဒရုန်းမှာသတိထားဖင်တရားမရနဲ့အရန်လူမိုက်တိတ်လှုပ်ရှင်မနေကြနဲ့ဘာကောင်းနေလေတယောက်ဘာကောင်းနေလေလို့ဟုတ်လားလူမိုက်အရန်မလှုပ်ကြပါနဲ့ကြတော့ပေါ့လားကိုကလည်းကိုအေးစင်းနေပြီးလောက်ကဆက်ကြပါကိုเจ้าနဲ့သူများမထိခိုက်ပါစေနဲ့ဗျာနော်အားလုံးမသတိထားကြပါကျွန်တော်ရွှေညီမတွေသတိထားကြပါဗျာနော်အားလုံးပဲထုံးစံအတိုင်းပဲပေါ့နော်အခုမြန်မာနဲ့ထိုင်းနဲ့ပြဿနာဖြစ်ကြတယ်ပြဿနာဖြစ်ကြတော့အခုဆိုရင် online မှာတော်တော်လေးကိုပြန့်နှံ့နေတဲ့သတင်းတွေမှာရော social media တော်တော်များများမှာထိုင်းနဲ့မြန်မာရန်ဖြစ်ကြတယ်ထိုင်းနဲ့မြန်မာရန်ဖြစ်သွားတာကကြတော့ဒီစမူပရကန်ဘက်မှာဖြစ်တယ်ဒီမြန်မာအမျိုးသားကကြတော့သူကဒီကားလော့ကဘတ်ပေါ့မောင်းလာတယ်ဒီ delivery ပို့တဲ့ဒီမှာကကြတော့ဆိုင်ကယ်နဲ့ပေါ့နော်မီးပွိုင်းမှာဖြစ်ကြတယ်လို့ပြောတယ်ဆက်ပိုင်းမှာမီးပွိုင်းမှာဒီဟိုပါပေါ့နော်ကားကြတော့ဘယ်ဘက်ချောင်ပဲချိုးဖို့လားလမ်းချိုးဖို့လားမသိဘူးနော်ကားချိုးတဲ့ချိန်မှာဒီဆိုင်ကယ်သမားကသူ့ကိုထိတော့မယ်ဆိုတာ तू ကဟွန်းလေးတစ်ချက်တီးလိုက်တာအဲ့ဒါကိုဒီဘက်ကမြန်မာမျိုးသားကစိတ်ကအဲ့လိုမျိုးတော့မကြည်မနှက်ဖြစ်ပြီးတော့ပေါ့နော်ဒီ delivery သမားရဲ့အနောက်꿰သွားတဲ့အနောက်ဘက်ကိုလိုက်ပြီးတော့အရှိကနေပြီးတော့ပြောဆိုချိန်မောင်းပြီးတော့ဒီလက်ခက်လေထောင်ပြပေါ့နော်အဲ့လိုမျိုးပြောတယ်ပြီးတော့ရှင်တော့နေမင်းရှင်းချင်လို့ရှိရင်ငါဆိုင်ကိုလိုက်လာခဲ့ဆိုပြီးတော့အဲ့လိုမျိုးပြောသွားရတယ်အဲ့ဒါနဲ့ delivery သမားကလည်း तू ကအစားစရာတော့ပို့ရမှာဆိုတော့ဒီစားစရာတော့ပို့ပြနေသူတငယ်ချင်းကိုခေါ်သွားတာပေါ့နော်သူတငယ်ချင်းခေါ်ပြီးတော့ဒီမြန်မာမျိုးသားရှိတဲ့ဆိုင်ကိုလိုက်သွားတဲ့ချက်ဒီထိုင်းလူမျိုးကကြတော့လေ AACC ပဲစကားပြောဖို့အတွက်ထွက်လာခိုင်းတာပေါ့နော်ငါတို့ AACC ပြောကြမယ်ညှိနိုင်ဖို့အတွက်တွားတာဒါကိုဒီဖက်ချမ်းမြန်မာမျိုးသားကလည်းမြန်မာစိတ်မထိုင်းနိုင်ပဲနဲ့အရန်ဟိုဒေါသထွက်နေလားမသိစိတ်မထိုင်းနိုင်တဲ့အုပ်လိုက်ကြီးပေါ့6ယောက်လောက်ရှိလို့ပြောတယ်ထွက်လာပြီးတော့ဒေါသအင်ဂျီဖြူဖို့တာမျိုးသားကသူ့မှာလည်းလက်မှာလည်းဘာလည်းမသိဒုတ်လာဘာမသိကင်ထားအဲ့မှာဒီထိုင်းလူမျိုးရဲ့ဆိုင်ကတွားရိုက်ဖျဲလိုက်တယ်ပေါ့နော်ရိုက်ဖျက်ချင်မှအဲ့မှာအပြန်ဟန်အဲ့လိုမျိုးမှာရှုပ်ဖြစ်ကုန်ကြတာပေါ့နော်ဖြစ်တဲ့ချိန်မှာအခုကအဲ့ဒီဗီဒီယိုဖိုင်က online မှာပြန်နှံ့သွားပြီးတော့မှတော်တော်လေးကိုထိုင်းလူမျိုးတော်တော်များကဒီမြန်မာဆိုပြီးတော့ဆဲနေကြတယ်ဒီဟာအရန်ဒေါသတွေထွက်နေကြပြီးတော့အရန်ဟွာပေါ့ပြောနေကြတာပေါ့အဲကြောင့်မို့အေးဆေးဆေးနေတဲ့တခြားသောသူတွေလည်းအများကြီးထိခိုက်ရတယ်မြန်မာလို့ပြောလာတယ်နဲ့သူတို့မျက်စိမှာကိုအဲ့လိုမျိုးဟိုနှိမ်ချင်းလို့ဖြစ်လာတယ်အဲ့လိုမျိုးမကြည်တော့တာလေဖြစ်လာတာပေါ့နော်ဒီအမျိုးသားကလည်းဒီဆိုင်ဖွင့်ထားလားဘာလို့မသိအဲ့ဒါလည်းသူတို့ဒီထိုင်းဘက်ချန်ကလည်းတိုင်ကြောက်ဖွင့်ထားတာပေါ့နော်ပြောအကောင်လုံးစစ်ဆေးမယ်အလုံးကတရားဝင်တွေပဲလုပ်နေကြလားဘာလားဆိုတာကိုတော့သူတို့ဒီအမှုဖွင့်ထားလို့ပြောတယ်စစ်ဆေးနေကြတာပေါ့နော်ခုလောလောဆယ်ကတော့ဘာလူမျိုးဆိုတာလည်းမထည့်ပြောဘူးလူမျိုးဆိုတာကဘာတိုင်းရင်းသားဆိုတာကိုမထည့်ပြောသေးဘူးမြန်မာဆိုပြီးတော့မှပဲအကုန်လုံးကဒီပြောနေကြတာပေါ့နော်အဲကြောင့်မို့သူများနိုင်ငံမှာလာလုပ်တယ်ဆိုအေးအေးဆေးဆေးနေတဲ့သူတွေရှိတယ်လို့အခုလိုမျိုးအဲ့လိုမျိုးတွေဖြစ်နေတဲ့သူလည်းအများကြီးရှိရပါတော့ဒါကြောင့်မို့
ဟိုပြောမှငါးတကောင်ပုတ်လို့ရှိရင်လှေတစင်းလို့ပါအကုန်လုံးပုတ်တယ်ဆိုတော့အဲ့ဒါကိုပြောတာပေါ့နော်အခုတစုတစ်ဖွဲ့ကအဲ့လိုမျိုးလောက်သွားကြံတဲ့သူတွေကလည်းပြောခံတယ်ဒါတစ်ခါစူပူလာအောင်မယ်ကြည့်ရတဲ့ပုံကပေါ့နော်မြန်မာနဲ့အဲ့ဒါထွေးဒီ comment တွေမှာ like ကြည့်တော့ဟိုအရင်ကဆိုနှကန်းမွေးဆိုနှကန်းမွေးတည်တယ်မှာတော်တော်များတည်ကြတယ်အဲ့ဒီအကောင်လုံးတော်တော်များထိုင်းလို့မျိုးတွေကအဲ့ဒီနှကန်းမွေးရဲ့အကောင့်နာမည်ကို mention ခေါ်ထားတယ်ပေါ့နော်တွားပြီးတော့လုတ်ပေးပါအောင်အရင်ဇောင်းကြွနေကြတယ်ဒီမြန်မာတွေပေါ့နော်ပြောပြီးတော့မပြမယ် mention ခေါ်ပြီးတော့ပြောထားကြတယ်နှကန်းမွေးအမြန်လေးလာပြီးတော့ရှင်းပေးပါအောင်လာလုတ်ပေးပါအောင်နင်တို့ကနှကန်းမွေးနဲ့မှတန်တယ်ဆိုပြီးတော့မှလည်းပြောထားတာတွေလည်းတွေ့ရတာပေါ့နော်ဒီ comment တွေမှာအများကြီးပဲတော်တော်များထိုင်းလူမျိုးလည်းမကြည်နဲ့ကြဘူးဖြစ်နေကြအရင်တို့ဒေါသထွက်တာပေါ့နော်အဲ့လိုမျိုးနင်တို့ကမြန်မာလူမျိုးဖြစ်ပြီးတော့ငါတို့နိုင်ငံမှာလည်းလာနေသေးတယ်ငါတို့ကလည်းဟိုဟာပေါ့ဘယ်လိုပြောမလဲလာပြီးတော့ပြဿနာလာရှာခြင်းနဲ့ဆိုပြီးတော့မှအများကြီးတွေ့ရပါတော့နောက်ထပ်ဒီတည်င်းထူးလို့ရှိရင်လည်းမထွေးလာပြီးတော့လည်းပြောပြပေးအောင်မယ်ပေါ့နော်အခုလောလောဆယ်ကတော့ဒါအရန်ကမှပြတ်နှက်နေတဲ့အတွက်ကြောင့်မို့ပေါ့နော်လာပြီးပြောပြခြင်းဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံစမုပါကံမှာဖြစ်တဲ့ဒီထိုင်းနဲ့မြန်မာနဲ့ရန်ပွဲကိုရှင်တို့သိပြီးကြပြီလား17ရက်နေ့ညနေမှာဖြစ်တာလေအေးတိမတိလာရှင်တို့စက်တဲ့နေရာမှာလားစက်တယ်လို့နေရာယူသွားလိုက်တော့နော်ဖြစ်စဉ်ကိုရှင်တို့အတိအကျဒီဒေးသိတယ်ဆိုလို့ရှိရင်ရှင်တို့ကရှင်တို့ကွန်မန့်ရေးခဲ့ကြအကုန်လုံးသတင်းစုံသိရအောင်လို့လေကျန်တဲ့လူတွေလည်းသိရအောင်တို့ဆဆမဖို့လို့လည်းသိရအောင်ဒါကတော့တို့သိတလားပဲပြောပြမယ်နော်အဲ့တော့17လပိုင်းအပေါင်း17ရက်နေ့တလပိုင်း17ရက်တလ2026เนาะညနေခင်းမှာမြန်မာအမျိုးသားပစ်ကတ်ကောင်မောင်းလာတာလမ်းဒီလိုမျိုးပေါ့ဒီဘက်ကအသွားဒီဘက်ကအပြင်ပေါ့အဲ့လိုမျိုးဒီမြန်မာမျိုးသားဒီဘက်ကနေပစ်ကတ်ကောင်မောင်းလာရင်လည်းလမ်းလေစီးကိုကြော်ပြီးဒီဘက်ကိုရောက်လာတာအဲ့တော့ဒီဘက်က food delivery ပို့တဲ့အဲ့ထိုင်းမျိုးသားမောင်းနေဆိုင်ကကနေပြီးတော့ဟွန်တီးတာအဲ့လိုမျိုးသူ့တခုလာဖြစ်မိမှာလဲဆိုလို့လည်းဖြစ်မှာပေါ့အဲ့လိုဒီဘက်ကိုလမ်းလေကိုကြော်လာတဲ့ခါကျတော့ဟွန်တီးလိုက်တဲ့အခါကျတော့အဲ့ဒီမြန်မာမျိုးသားနေပြီးတော့လက်ခလဲထောင်ပြတာတဲ့ထောင်ပြပြီးတဲ့ခါကျတော့မကျိန်တဲ့လို့ရှင်းချက်လို့ရှင်းသူတို့သူ့ရဲ့ဆိုင်ကိုလိုက်ခဲ့ပေါ့အဲ့လိုမျိုးခေါ်ပြီးတဲ့ခါကျအဲ့ဒီရှေ့ရနေပြီးတော့အဲ့ဆိုင်ကရှေ့ရနေပြီးတော့တဲ့ကားကိုဖြတ်မောင်းသွားတယ်ဘယ်လိုမောင်းတာလဲတော့မသိဘူးเนาะကျုပ်လည်းကျုပ်တွေ့တဲ့ဟာကိုကျုပ်ပြောပြအဲ့လိုမောင်းသွားတဲ့ခါကျအဲ့နဲ့အဲ့ဒီ phone delivery ပို့တဲ့ကောင်လေးလားလူလားမသိပါဘူးအဲ့ဒီထိုင်းကောင်ပေါ့ထိုင်းမျိုးသားပေါ့အမျိုးသားကြတော့အဲ့ဒီသူ့တငယ်ချင်းတွေကိုခေါ်ပြီးတော့အဲ့ဒီဆိုင်ကိုလိုက်သွားတာတဲ့နော်အဲ့ဒီဆိုင်ဆိုတာမြန်မာမျိုးသားစားတော့ဆိုင်ဖွင့်ထားလို့သိရတယ်နော်အဲ့ပြီးတော့ဆိုင်ထဲကနေမြန်မာ6ယောက်လောက်ထွက်လာတာတဲ့ဘယ်နှယောက်လဲတော့အတိအကျမသိဘူးရေးထားတာတော့6ယောက်လောက်တဲ့နော်တည်ရလို့ရေးထားတယ်6ယောက်လောက်တဲ့အဲ့6ယောက်လောက်ထွက်လာပြီးခါကျတော့လက်ထဲမှာလည်း baseball တုပ်တွေတန်ဘောတုပ်တွေနဲ့တဲ့အဲ့လိုမျိုးပြောကြရင်နဲ့ထိုင်းကောင်တွေကအရင်စပြီးတော့ပြောတာတဲ့ဒီဖီပေါ့နော်ဖီဆိုအဖိုလားအမလားအဲ့လိုမျိုးပေါ့ထိုင်းလိုမျိုးအဲ့ဒီသူစကားကိုပြောချင်တယ်ဆိုလို့ရှိရင်ကောင်းမွန်ဖြေရှင်းလို့ရတယ်ပေါ့ပြဿနာတစ်ခုဖြစ်စင်တော့အဲ့လိုမျိုးလှမ်းပြီးတော့ပြောလိုက်တာတဲ့ပြောလိုက်တဲ့ခါကျအဲ့ဒီကနေပြီးတော့စကားတွေစညာပြောရန်နေဖြစ်ကုန်ကြတာတဲ့အဲ့နဲ့ရိုက်ကြအဲ့နဲ့အဲ့ထိုင်း3ယောက်ကားတဲ့ထိုင်းအဲ့ထက်သူတို့ဘယ်နှယောက်သွားလဲမသိဘူးနော်အဲ့ထက်3ယောက်ကားတဲ့စေးရုံနဲ့ရောက်သွားတာတဲ့အခြေအနေတိတ်မကောင်းလို့လည်းသိရတယ်တဲ့ပြီးတဲ့ခါကျအဲ့ဒီထိုင်းကောင်လေးစီးလာတဲ့ဆိုင်ကယ်ကိုလည်းတဲ့ရိုက်နှက်ပြီးတော့အဲ့တုတ်တင်နဲ့ရိုက်ပြီးအဲ့လိုဖြက်စီးပလိုက်တာတဲ့အဲ့သူတို့ကဘယ်လိုလဲဆိုတော့ဘယ်လိုသတင်းတွေသိကုန်ကြရလဲဆိုတော့အခါကျအဲ့ဒီ food delivery သူကပို့တယ်ဆိုတော့အဲ့မှာသူက record လုပ်ရတာရှိရဲတဲ့အဲ့ဒီကနေပြီးတော့အဲ့ဒီကနေတွေးလို့ပေါ့တွေးပြီးခါကျတိုင်လို့မလို့အဲ့လိုမျိုးတွေဖြစ်ကုန်တာအဲ့ဒါပြီးခါကျအဲ့နှကမ်းမွေးဆိုတော့သူတို့ရဲ့အဲ့ဘက်ကအကြီးကဲနေမှာပေါ့ဘယ်သူလဲတော့မသိဘူးเนาะအဲ့ဒီကလူကလည်းဆင်းလာပြီးတော့စစ်မယ်လို့ပြောတယ်တဲ့နောက်ပြီးခါကျတော့အဲ့ကြောင့်မို့မြန်မာတွေလည်းဒီဘက်မှာထိုင်းမှာအဲ့စမုပါကန်တို့ဘာလို့ရောက်နေတယ်မြန်မာထိုင်းရောက်နေတဲ့မြန်မာတွေလည်းပေါ့နော်ဒီရပိုင်းမှာတတိထားပြီးတော့နေကြဖို့လို့ပေါ့သူတို့အစစ်ဆေးတွေပါရှိနေမှာစိုးလို့တဲ့ပြီးတဲ့ခါကျတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်အဲ့ဒီမြန်မာမျိုးသားနေပြီးတော့အဲ့ဒီကိုတွားပြီးတော့ညှိတာပေါ့ညှိတဲ့ခါကျတော့အဲ့ဒီလိုမျိုးအမှုတွေပါလေအဲ့လိုမျိုးညှိပြီးတော့သူတို့ပြန်ပြီးတော့ရော်သေးလဲပြန်လောက်ပေးမယ်ကုပေးမယ်အဲ့လိုပြောအဲ့ဒီရဲရလဲအညှိမခံမှုတဲ့တော့အမှုဖွင့်ပြီးတဲ့ခါကျတော့အဲ့ဒီနေထိုင်တဲ့ဟာတွေတဲ့စားတောက်ဆိုင်ပါညာအဲ့လိုမျိုး license တွေပါရခက်စားအကုန်လုံးတွေအဲ့ဒီညမြေတူပြီးပုတ်တယ်ဥပေါ်တယ်လို့အစားလဲစုံစင်းမြစ်ကိုပြန်လိုက်มาလို့ပြောတယ်တဲ့အဲ့လိုသိရတယ်ပေါ့အဲ့ဒါကြောင့်မလို့ကိုကကျတော့အခုခင်မကောင်းတော့ပေါ့ပဲသူများနိုင်ငံမှာအလုံးလုံးနေရလေကိုတွေလည်းတူပါပဲเนาะအဲ့လိုလာပြီးတော့အလုံးလုံးနေကြတယ်ပေါ့သူများနိုင်ငံမှာနေတယ်ဆိုလို့ရှိရင်ကိုကဧည့်တယ်လေကိုကဧည့်တယ်ဆိုတဲ့အခါကျတော့အင်ရှင်ကျင်းအောင်လုပ်နေတတ်ရအခုမှဧည့်တယ်ကွယ်သူများအိမ်ကိုလာပြီးအခါကျရွှေတွေပါလေထုတ်ပြနေတယ်လို့အဲ့လိုကိုပစ္စည်းတွေတုံးပြကြွယ်ပြစားပြတယ်ဆိုလို့ရှိရင်အိမ်ရှင်အနေနဲ့လည်းမနှောပြတ်မှာပဲလေပြီးတဲ့အခါကျတော့ကိုကသူများစီမှာနေတယ်ဆိုသူများစီကန်းလို့လည်းလိုက်နာရတယ်ပြီးတဲ့အခါကျတော့လည်းသူများရဲ့မျက်နှာကိုလည်းအရေးချေကိုလည်းကြည့်တတ်ရတယ်ပေါ့အဲ့ဒါမှလည်းအိမ်ရှင်ကလည်းကြည်ပြူမှာပေါ့အိမ်ရှင်ကြည်ပြူမှာဒီဧည့်သည်တွေလည်းအဆင်ပြေမှာလေအဲ့တော့ကိုတယောက်ပဲအဆင်ပြေကိုတယောက်ပဲပတ်စံရှိလို့ထောင်လွှားနေလို့လည်းမရဘူးလေသိရမလားအဲ့ကြမှာ
ထိုင်းမှာဥပမာကိုကထိုင်းမှာဆိုလို့ရန်အဆင်ပြေတယ်လို့ချမ်းသာတယ်လို့ဆိုပြီးထိုင်းရလူတွေကိုမောက်မာလို့လည်းမရဘူးသူတို့ကအင်ရှင်ဆိုတဲ့ခါကျကိုယ်လည်းဆုံးမြင်ကြကြမှာပေါ့အဲ့လိုပဲကိုဂျပန်ပဲရောက်ကိုရီးယားပဲရောက်စင်ကာပူပဲရောက်အဲ့လိုမျိုးသူများအရေးချေကိုတိပြီးတော့နေတတ်မှာကျန်တဲ့ကိုကအဆင်ပြေပဲဒီအဆင်မပြေတဲ့လူတွေလည်းရှိတယ်အဲ့အဆင်မပြေတဲ့လူတွေလောက်စားခွင့်လူတွေပါစစ်ကြတယ်ဖြစ်ကြတယ်ဆိုလို့ရှိရင်လောက်ွက်တွေပါပြကုန်မှာပေါ့မလေးရှားမှာဆိုလည်းအဲ့လို opera ဆိုအဲ့လိုမျိုးလူတတ်မှုတွေခဏဖြစ်တာမနေ့ပိုင်းတော့ရှင်တို့အဲ့တဲ့နေလည်းကြုတ်ပြောခဲ့ဘူးတလို့ပဲအဲ့ဒါကြောင့်မလို့အဲ့လိုမျိုး opera စီတွေလည်းခဏတိုင်းလောက်တာလူတွေဖြစ်ကုန်ကြတာပါရှင်တို့ကြီးဒါပဲเนาะအဲ့တော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာထက်အဲ့ဒါဆိုရင်အင်ရှင်ရဲ့မျက်နှာကိုကြည့်ရရတယ်ဆိုတဲ့အကြောင်းပြောချင်တာဒါပဲเนาะတကြเราคนไทยเราอยู่บนบ้านเราผืนแผ่นดินไทยที่นี่ประเทศไทยเว้ยเฮ้ยที่นี่ประเทศไทยใช่ประเทศพม่าไม่ใช่พวกมึงมากลางมันไม่ได้ผมไม่ได้มาพูดเอากระแสนะพี่ผมไม่ได้มาพูดเอากระแสแต่ผมรับไม่ได้และน้องคนที่โดนตีอ่ะพี่ลองคิดดูถ้ามันเป็นน้องผมเป็นพี่ผมไอ้สปขอเสียงเลยเว้ยสปประเทศไทยเว้ยประเทศไทยมันไม่ได้နာမည်ကြီးနေတဲ့ဗီဒီယိုလေးကိုကြည့်လို့ရအောင်ကျမတို့ channel လေးကိုစခိုင်လေးလှုပ်ထားပေးပါရှင်ခါကျေးဇူးတင်ပါတယ်ရှင်